မင်္ဂလာပါကျွန်တော်ထွန်းထွန်းလိုက်ပါဒီတစ်ခါတော့ကျွန်တော်ဇိုလစ်ကြောင်ပြောမယ်ဗျာမနေ့ရာတွေကပွဲပြီးပြီးချင်းပြောချင်နေတာဒါမဲ့လည်းကျွန်တော်အလုပ်လေးတွေရှိနေတဲ့အတွက်ကြောင့်မပြောပြဘူးခုမှပဲကျွန်တော်တင်ပေးလိုက်တယ်ပေါ့နော်တကယ်ကိုကောင်းတယ်ဗျာဇိုလစ်ကျွန်တော်အဲ့လောက်ထိမထင်ထားဘူးအဲ့တော့ Trosset နေရာအတွက်ကျွန်တော်စိတ်ချရပြီလားဆိုတော့ဒီပွဲတဲ့နဲ့တော့မလုံလောက်ဘူးမာတင်နယ်လီနေရာအတွက်စိတ်ချရပြီလားဆိုတော့လေဒီပွဲတဲ့နဲ့မလုံလောက်သေးဘူးဒါပေမဲ့ဒီတပွဲလုံးမိနစ်60မှာဇိုလစ်ဆော့သွားတဲ့ပုံစံတကယ်ကိုကောင်းပုံပါတယ်သူ့တာဝန်သူကြည်တယ်24နှစ်သားနဲ့မလိုက်အောင်တကယ်ကောင်းမွန်စွာနဲ့ဘယ်ချမ်းအတက်ဆင်ကောင်းကောင်းကစားသွားခဲ့တယ်ကစားပေါ်တွေနဲ့တစ်ချက်ထိအမြန်ပေးတွေရောနောက်ပြောလို့ရှိရင်ဒီမန်စီးတီကိုနိုင်သွားတဲ့3ဂိုးမှာသူဖန်တီးပေးခဲ့တဲ့2ဂိုး Kai Havertz ကိုတကူကျွန်တော်ပွဲသိမ်းကန်ဒီတကူဒီ2ဂိုးလုံးသူလုတ်ပေးသွားခဲ့တဲ့အပိုင်းတွေကလည်းစိတ်ကျဉ်နဲ့ဆရာကောင်းတယ်ဆိုတော့ကျွန်တော်ထူးထူးပြောကြမလို့ဘူးပေါ့နော်တကယ်ကောင်းပါတယ်ဇိုလစ်ကိုရလိုက်တဲ့ဈေးနဲ့လည်းတကယ်ကိုတန်တယ်ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ပြီးသွားလို့ရှိရင်တော့တခုဘာကောင်းလဲဆိုတော့ဇိုလစ်ကဒါ Norwich မှာ2022တုန်းကတစ်ချိန်ပြီးသွားလို့ရှိရင်2023တုန်းကတစ်ချိန်နှစ်ချိန်လာကစားမှုတဲ့သူ့ရဲ့အတွေ့အကြုံတွေကဇိုလစ်အတွက် Premier League မှာရှင်သန်မှုအတွက်လွယ်လင့်တကူဖြစ်စေတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်မေးထားလို့မရဘူးဒီဟာကကောင်းသောအချက်တွေပါဇိုလစ်နဲ့ပတ်သက်ပြီးတော့ဘာတွေထပ်ပြောစရာရှိလဲဆိုတော့ပြောစရာတော့မကုန်ဘူးဗျဇိုလစ်ရဲ့ဆွမ်းဆောင်နိုင်မှုတွေတကယ်မှန်ကန်တယ်ရွေးချယ်ပေးခဲ့တဲ့သူတွေလည်းတကယ်ကောင်းမွန်ခဲ့တယ် Cities နဲ့ပွဲမှာဆိုလို့ရှိရင် Arsenal 3-0နဲ့အပြတ်သက်အနိုင်ရဖို့အတွက် Community Shield ကိုရယူဖို့အတွက်ဇိုလစ်ကဂိုး2ဂိုး assist လုပ်ပေးနိုင်ခဲ့ပြီးတော့ Arsenal ရဲ့3ဂိုးစလုံးဒါပြောမယ်ဆိုရင်ဗျာ2ဂိုး assist လုပ်တယ်နောက်1ဂိုးကလည်းသူနဲ့တိုက်ရိုက်ပါဝင်ပတ်သက်တာမျိုးမဟုတ်ဘူးဆိုရင်သူ့ရဲ့ဘယ်လိုပြောရမလဲဒီဂိုးရမယ့် environment ထဲမှာသူလည်းပါခဲ့တယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ကတော့ပြောချင်ပါတယ်နောက်ပြီးတော့ Calafori ကိုရဖို့အတွက်ကိုလည်းတိုက်စစ်အစစ်တိဆောက်တယ်အဲ့ဒီမှာလည်းသူပါခဲ့တယ်နောက်ပြီးတော့ Kai Havertz ကိုရဖို့အတွက်လည်းပဲအရေးပါတဲ့ contribution မှာလည်းသူရှိခဲ့တယ်Odegaard ရဲ့တတိယဂိုးကတော့ assist ကိုတိတိကျကျနဲ့သူဖန်တီးပေးခဲ့တာတော့ကျွန်တော်ညင်းလို့မရဘူးဘောလုံးရှိတဲ့အချိန်ဒီမှာဒါမကပဲဘောလုံးဆုံးရှုံးသွားတဲ့အချိန်ဒီမှာလောအားလုံးကောင်းကောင်းနဲ့လိုက်ကစားနိုင်တာကတော့ player ကိုချစ်တတ်တဲ့ကျွန်တော်အတွက်ကတော့တကယ်ကိုမျက်စိကျစရာပြည်သက်တွေအတွက် Arsenal အထူးသဖြင့် Arsenal ပြည်သက်တွေအတွက်ပေါ့မျက်စိကျစရာဖြစ်ခဲ့ရတယ်ဆိုတာပါပဲကျွန်တော်ညင်းလို့မရဘူး rating တွေပေးကြတယ်ပွဲပြီးသုံးသက်ချက်တွေမှာလည်း Zolit ဆိုပြီးတော့အတန်တွေအများကြီးပဲထွက်ခဲ့တယ်တကယ်ဖြစ်ခဲ့တဲ့ Zolit ပေါ့နော်အကောင်းဆုံးစုလည်းပဲသူပဲ okay တယ်သူနဲ့ထိုက်တန်တယ်ကျွန်တော်တော့တကယ်တောက်ပနိုင်မဲ့အလားအလာတွေအများကြီးရှိတယ်လို့တော့ကျွန်တော် Zolit ပေါ်မှာတော့ယုံကြည်ထားတယ်တခုပဲအာတီတာဘယ်လိုမျိုးထပ်မှန်ပြီးတော့အကြောင်းတင်မလဲပေါ့နော်ဒါလေးတစ်ချက်ရှိတယ်ကျွန်တော်အမြင်အရပြောရရင်တော့တောက်ပနိုင်ခြင်းရှိတဲ့အဓိကအကြောင်းရင်း၃ချက်ရှိသေးတယ်ကျွန်တော်ရှာကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်အရကျွန်တော်ရဲ့ကိုယ်ပိုင်အတွေးအရကျွန်တော်ကြိုက်တဲ့ရှူတောင်းတွေကနေသုံးသပ်မိတဲ့အရာဆိုလို့ရှိရင်အာတီတာရဲ့ system နဲ့လိုက်ဖက်တယ်တကယ်ကိုလိုက်ဖက်တဲ့အနေအထားလေးကိုကျွန်တော်မြင်ရတယ်ဇိုလစ်တောင်ပန်ကနေတယောက်ချင်းကြော်ဖြတ်နိုင်တဲ့ဝင်ကဒီလိုဝင်ကဖြစ်ခဲ့တဲ့အပြင်ကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရမှာဘာလဲဆိုတော့တစ်ဖက်ကလာတဲ့တံပြန်တိုက်စစ်တွေကိုလည်းသူကြားမှာရသလောက်ဟန်တာပြီးတော့ချက်ချင်းကောင်တာနဲ့ present လုပ်ပေးနိုင်တဲ့အပိုင်းတွေရှိသလိုအတွင်းထဲကိုချိုးတဲ့အပိုင်းတွေသူကိုယ်တိုင်တိုးဝင်တဲ့အပိုင်းတွေကပ်ပတ်ချိုးတာတွေစုံစိနေအောင်သူလုပ်နိုင်တဲ့အပိုင်းတွေကျွန်တော်မြင်ရတယ်ပေါ့နော်အဲ့တော့ Arteta ရဲ့သူသွားကျင်နေတဲ့ပုံစံတဲမှာဇိုလစ်ကတော့အန်ဝင်မို့အတွက်ကတော့တော်တော်ကြီးကိုကောင်းမွန်တဲ့ profile လေးတောက်ပနေပြီလို့ပဲကျွန်တော်ကတော့ပြောချင်တယ်စောသေးတယ်ဆိုပေမဲ့ကျွန်တော်ကတော့စတင်ပြီးတော့သူ့ရဲ့ခြေစွမ်းဆက်လက်တောက်ပလာနိုင်မဲ့အပေါ်မှာကျွန်တော်မြင်မိတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒါ squad competition သူ့ကိုခွင့်ပေးနိုင်သလားဆိုတော့အဲ့ဒီချက်မှာလည်းပဲ Arteta က Zolit ကိုပေးလိုက်မယ်လို့တော့ထင်တယ်ဒီ community ရှိမှခြေစွမ်းပြသွားပြီဆိုလို့ရှိရင်တနေရာကတော့ဒါ Arteta ပေးမှာပဲရလိမ့်မယ်ပေါ့နော်Zolit ရောက်လာတဲ့အတွက်ကြောင့်မလို့ Arsenal ရဲ့ attacking depth ကပိုကောင်းလာတယ်တစ်ဖက်မှာလည်းပဲဒါ Martinelli တို့เนาะနောက်ပြီးတော့လို့ရှိရင် Nonnery တို့ဒီနှစ်ယောက် community ရှိမှမပါလိုက်နိုင်လိုက်တာက Zolit အတွက် Arteta ရဲ့ဝက်ထွက်ဆက်တဲ့ရောက်မှာတောက်ပေါက်ဖို့ခွင့်ပေးလိုက်သလိုမျိုးဖြစ်ခဲ့တယ်။ Arteta ကလည်းယုံကြည်တဲ့စိတ်နဲ့ပဲပေးခဲ့တယ်လို့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်။နောက်တစ်ခုကဘာရှိလဲဆိုတော့ Nonnery တို့နောက်ပြီး Martinelli တို့ဆိုတာကအသေးပြောင်းမှာအတန်လေးတွေတက်ထွက်နေလို့ထဲ့မသုံးတာလည်းဖြစ်ခဲ့တယ်။အဲ့တော့အခွင့်အရေးရတဲ့အခါမှာ Zolit ကတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ Arteta ကတော့ squad sport ကိုကန့်သက်ချက်ထားနေရတဲ့အနေအထားတစ်ချက်ဖြစ်နေတယ်။အသင်းမှာသူလိုချင်တဲ့အရေးအတွက်နဲ့ပဲသူကစူးစီးပြီးတော့ပွဲတွေဆက်သွားဖို့ရှိတယ်။ပိုရှန်တဲ့သူတွေရောင်းထုတ်မယ်လူငယ်တချို့ကိုငှားချမယ်ဆိုတဲ့ပုံစံတွေနဲ့ system တွေနဲ့ကျွန်တော်ရှေ့မှာအများကြီးမြင်ပြီးသားဆိုတော့Zolitအတွက်ကတော့ရောက်လာခြင်းမှာပဲနေရာတနေရာစာခိုင်မာမှုရသွားတဲ့အတွက်တော်တော်ကြီးကို
ကန်ကောင်းခဲ့တယ်လို့ပဲပြောမှာပေါ့နော်နောက်တစ်ချက်ကတော့ပွဲကြီးမှာကစားနိုင်တာကဇိုလစ်အတွက်တကယ်ကိုအဖိုးတန်တဲ့ခွင့်ရေးကောင်းကိုစောက်ကိုင်မိခြင်းပဲ community shield မှာကျွန်တော်တို့ထင်ခဲ့တာက Arsenal လူစုံထုတ်မယ်မထင်ဘူးဒါပေမဲ့လူစုံထုတ်သွားခဲ့တယ်လူသစ်တွေကိုထည့်ပြီးတော့တုံးသွားခဲ့တယ်ဇိုလစ်တယောက်တည်းပြောရမယ်ဆိုလို့ရှိရင်တပွဲတည်းနဲ့တော့သူ့ world class လို့တော့သတ်မှတ်လို့မရသေးဘူး Premier League Champion FA Champion နဲ့တွေ့တဲ့ပွဲတွေမှာဆက်လက်ပြီးတော့ Arsenal ဘက်ကနေဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတဲ့ performance ကိုပဲကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာပါ Premier League ကတပွဲတည်းပြေးတာမဟုတ်ဘူး38ပွဲပြေးတဲ့ခီးမှာဆိုလေကောင်းဆုံးတောက်ပနိုင်ဖို့ပဲလိုတယ်နောက်ပြီးတော့ကစားသမားကောင်းတယောက်ကိုငွေလောက်ပေးပြီးခေါ်လိုက်တဲ့အပိုင်းပေါ့ဒီအပိုင်းမှာ Arsenal အတွက်ကတော့ကြောင်ရိုင်းတစ်ပွဲတော့ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့ပြီကျွန်တော်မျက်လုံးထဲမှာဘာသွားတွေ့လဲဆိုတော့ဇိုလစ်ဒီ Premier League မြေပေါ်ပြန်ချေချပြီးတော့ community shield ကစားတဲ့အခါသူပြေးတဲ့ပြေးပေါက်တွေကိုကြည့်လိုက်တော့ဟိုးကျွန်တော် Pires ကြောက်ထက်ရပြီလို့ပဲကျွန်တော်ကတော့ကောက်ချက်ချက်ချင်းဆွဲမိလိုက်တယ်ပေါ့နော်ခေါင်းထဲမှာရုပ်တရက်ပေါ်လာခဲ့တဲ့အနေထားလေးတစ်ခုဖြတ်ခနဲတွေ့လေးတစ်ခုဝင်လာခဲ့တယ်သူ့ရဲ့ပုံစံကလည်း Obama လို့လည်းမဟုတ်ဘူးဒီက Pires ပုံစံပဲထက်နဲ့ဆွဲပြီးတော့တစ်ဖက်နောက်တန်းကစားသမားတွေကိုလိန်ခေါက်ကြော်ဖြတ်တယ်ပေါ့နော်ဒီကတိကျတဲ့ပေးပို့မှုတွေလုပ်နိုင်သလိုအကွက်မြင်တဲ့သူ့ရဲ့ shootout ကချက်ချင်းပေါ်လာတဲ့အတွေးစာလေးတွေက Arsenal တိုက်စစ်မှာဆိုလို့ရှိရင်တော့တော်တော်ကောင်းမွန်တယ်လို့ပဲကျွန်တော်တို့ပြောပြရစေ first ဘယ်လိုပြောမလဲ first impression ကောင်းတယ်ပေါ့နော်ဒီကစားသမားအကျိုးသက်ရောက်မှုလည်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ Zolik ကိုတော့ဒီဟာဒီ squad player အနေနဲ့ပဲရှက်သွားလိမ့်မယ်မထင်ဘူးပွဲထွက်17ရောက်ဒီထဲမှာပါလာဖို့အတွက်ပြိုင်ဘက်တိုင်းကိုဖိအားပေးနိုင်မယ်သူ့နေရာကိုလူမဲ့သူတွေမှန်သမျှကိုဖိအားပေးနိုင်မယ်သူဖြစ်လဲကျွန်တော်မြင်ထားတယ်သူ့ရဲ့အဓိကကြတဲ့အချက်ကတော့ဘာရှိလဲဆိုတော့ Arteta အကြိုက်ဖြစ်စေတာကတော့သူနေရာလွတ်တွေ space တွေယူနိုင်တယ်1-1ဂိုးသမားနဲ့အတွေ့မှာသူလုံနိုင်စွမ်းတက်ပို့ပြီးတော့ chance create တွေလုံနိုင်တယ် goal လဲသွင်းနိုင်တဲ့အပိုင်းတွေရှိတယ်နောက် present တွေလည်းလုံနိုင်တယ်အဲ့အချက်တွေနဲ့ပြည့်ဝနေတဲ့တောင်ပန်ကစားသမားတယောက်ကိုကျွန်တော်ရောက်လိုက်တာကတော့တကယ်ကောင်းမွန်ပါတယ်အဲ့တော့ Premier League 10ပွဲ15ပွဲလောက်ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်အဲ့ဒီကာလတွေမှာသူ့ရဲ့ consistency ပြနိုင်မယ်ဆိုလို့ရှိရင်တော့ Zolik ကတော့ Arsenal ရဲ့တကယ်ကို breakout ဖြစ်တဲ့ signing တစ်ခုကိုချိုးဖျက်နိုင်ခဲ့တဲ့သူလို့ပဲကျွန်တော်ကတော့ပြောပြရစေဗျအဲ့တော့ community တပွဲတည်းနဲ့တော့ကျွန်တော်ကြည့်ပြီးတော့သုံးသပ်လို့တော့မရဘူးဒါပေမဲ့100ရာခိုင်နှုန်းအမှတ်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့10မှတ်မှာဒါ Zolik ကိုကျွန်တော်4မှတ်ခွဲတော့ပေးမိထားတယ်ပေါ့နော်ကျန်တဲ့အမှတ်တွေကတော့ Premier League ကြာမှာပဲကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာပါအဲ့တော့ Zolik နဲ့ပတ်သက်တဲ့အကြောင်းအရာကျွန်တော်ပြည်သက်များတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်အမြင်တူမတူ comment မှာ like and share လေးလုပ်ပေးပြီးတော့ကိုယ့်ရဲ့စိတ်ကြိုက်ရှင်ဘယ်လေးတွေဖွင့်ခဲ့ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်